အားလုံးမင်္ဂလာပါအခု online မှာဖြစ်နေတဲ့အရာလေးတစ်ခုပေါ့နော်အဲ့ဒါကဘာလဲဆိုတော့ဗုဒ္ဓဘာသာနဲ့ပြောင်းလဲလာတဲ့သူတွေဗုဒ္ဓဘာသာနဲ့ခရစ်ယာန်ဘာသာကိုးကွယ်တဲ့သူတွေဗုဒ္ဓဘာသာကနေပြီးတော့မှယေရှုခရစ်တော်ဘုရားကိုးကွယ်တဲ့သူတွေကလည်းအနေစားချောင်လို့အနေစားချောင်ခြင်းလို့ဒီယေရှုကိုကိုးကွယ်တယ်ခရစ်ယာန်ဘာသာတွေကိုဝင်တယ်လို့ပြောကြတာပေါ့နော်ကျွန်တော်ကိုယ်တိုင်ကလည်းတစ်ချိန်လုံးကဗုဒ္ဓဘာသာဖြစ်ပါတယ်ကျွန်တော်အမေကျွန်တော်အဖေကျွန်တော်အဖိုးအဖွားအားလုံးကလည်းဗုဒ္ဓဘာသာဖြစ်တယ်အမေကျွန်တော်ကအခုဗုဒ္ဓဘာသာမဟုတ်တော့ဘူးအားလုံးနားလည်အောင်ပြောရမယ်ဆိုကျွန်တော်ခရစ်ယာန်ဘာသာဝင်တယောက်ဖြစ်သွားပြီယေရှုခရစ်တော်ဘုရားကိုကိုးကွယ်တဲ့သူဖြစ်သွားပြီယုံကြည်လက်ခံတဲ့သူဖြစ်သွားပြီပေါ့နော်ဆိုတော့ကျွန်တော်ဒီဘုရားကိုဘာကြောင့်ကိုးကွယ်တာလဲဒီဘုရားကိုဘာကြောင့်ယုံကြည်တာလဲကျွန်တော်ဘာကြောင့်ခရစ်ယာန်လောက်တာလဲဆိုတဲ့အရာလေးကိုအနေချင်းပြောပြမှာပေါ့နော်အားလုံးဆွဆွဲနေသလိုဘာသာတစ်ခုကိုအနေစားချောင်ဖို့အတွက်တော့ကျွန်တော်တို့တွေမပြောင်းကြပါဘူးအနေစားချောင်ဖို့အတွက်ကျွန်တော်ဘယ်ဘာသာမှာပဲနေပါထမင်းစားရတယ်အလုပ်ရတယ်အလုပ်ရှိကြတယ်ဒါကလူတိုင်းညင်းလို့မရတဲ့အရာဖြစ်တယ်အခုဗုဒ္ဓဘာသာပဲကြီးမွတ်စလင်ပဲကြီးဟိန္ဒူပဲကြီးခရစ်ယာန်ပဲကြီးအားလုံးသူ့အလုံးနဲ့သူအခြေအနေနဲ့သူစားဖို့တောက်ဖို့အတွက်ပူစရာမလိုအောင်လို့အားလုံးအဆင်ပြေကြပါတယ်ဝမ်းတစ်ခါအတွက်ကတော့ကျွန်တော်ဘာသာပြောင်းစရာမလိုပါဘူးအနေစားချောင်ဖို့အတွက်ကတော့ဒီဘာသာပြောင်းစရာမလိုပါဘူးကျွန်တော်ကဘာကြောင့်ဗုဒ္ဓဘာသာနဲ့ခရစ်ယာန်ကိုပြောင်းသွားတာလဲဗုဒ္ဓဘာသာနဲ့ဒီယေရှုခရစ်တော်ဘုရားကိုဘာကြောင့်ယုံကြည်သွားတာလဲဆိုတော့ဒီယေရှုခရစ်တော်ဘုရားကကျွန်တော်နောင်တမလွန်အတွက်အာမခံချက်ပေးတယ်အဲ့ယေရှုခရစ်တော်ဘုရားကကျွန်တော်ရဲ့လောက်ခဲ့တဲ့ကံကြွေးဝတ်ကြွေးအပြစ်ကြွေးဒုစရိုက်အပြစ်ကြွေးတွေအတွက်လဝါခတိုင်မှာလာပြီးတော့မှအသေးခံတယ်အသေးခံတာနော်အားလုံးနားလည်မှုလွဲနေကြတယ်ကျွန်တော်ဗုဒ္ဓဘာသာဝင်ကြီးကိုမောင်တို့ကတချို့ကပြောကြတယ်ယေရှုကလည်းသူများတက်လို့သေတာလဲအသေးဆိုးနဲ့သေတာလဲလဝါခတိုင်မှာလဲအဲ့ဒါမှားနေတာဖြစ်တယ်ကျမ်းစာမသိတဲ့သူတွေပြောတာဖြစ်တာပေါ့နော်ကျမ်းစာမှာတိတိကျကျရေးထားယေရှုကသူများတက်လို့သေတာမဟုတ်ယေရှုသည်မိမိအသက်ကိုမိမိဘာသာစွန့်တာဖြစ်တယ်ဟုတ်ပြီနော်မိမိဘာသာအသေးခံတာဖြစ်တယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော်ရဲ့ကံကြွေးဝတ်ကြွေးအပြစ်ကြွေးတွေလဝါခတိုင်မှာလာပြီးတော့မှအသေးခံတယ်အတွေ့တော်အပြစ်ရှိသမျှကိုစေကြောပေးတယ်တင်းကြိုခြင်းကိုခံတယ်3ရက်မြောက်တဲ့နေ့မှာရှင်ပြန်ထားမြောက်တဲ့အသက်ရှင်တဲ့ဘုရားဖြစ်တယ်အဲ့ဒီအသက်ရှင်တဲ့ဘုရားကကျွန်တော်ရဲ့နောက်တမလို့အတွက်စိတ်ချမှုပေးတယ်ကျွန်တော်ရဲ့ကံကြွေးဝတ်ကြွေးအပြစ်ကြွေးတွေသူပေးဆက်ပေးတယ်ကျွန်တော်ကိုငရဲကနေကဲတယ်ဆိုတာကိုကျွန်တော်ယုံကြည်တယ်ယုံကြည်သောကြောင့်ဒီဘုရားကိုကိုးကွယ်တာဖြစ်တယ်ဒါဆိုရင်မင်းဗုဒ္ဓဘာသာမှာနေတော့ရောမင်းငရဲကနေမလွတ်နိုင်ဘူးလားမေးလို့ရှိလို့ရှိရင်တော့ကျွန်တော်ဘလို့ဖြစ်မလဲဗုဒ္ဓဘာသာအရင်ကောင်းတယ်ဒါပေမဲ့ငရဲကနေမလွတ်နိုင်ဘူးကျွန်တော်အတွက်မလွတ်နိုင်ဘူးဘာကြောင့်ငရဲကနေမလွတ်နိုင်တာဆိုကျွန်တော်မကျင့်နိုင်ဘူးကျွန်တော်မလုံနိုင်ဘူးကျွန်တော်အမြဲတမ်းကောင်းအောင်မနေနိုင်ဘူးကျွန်တော်မှာလောဘရှိတယ်ဒေါသရှိတယ်မောဟရှိတယ်ကိလေသာရှိတယ်တဏှာရှိတယ်ဒီຢာတွေရှိနေတာဖြစ်တဲ့အတွက်ကျွန်တော်ကောင်းတာကိုလုံးဝမကျင့်နိုင်ဘူးကောင်းတာမကျင့်နိုင်လို့ရှိရင်ကျွန်တော်ကောင်းတဲ့နေရာရောက်စရာအကြောင်းကိုမရှိဘူးအဲ့တော့ကျွန်တော်မလုံနိုင်ဘူးကျွန်တော်မကျင့်နိုင်ဘူးကျွန်တော်မလုံနိုင်တာကျွန်တော်မကျင့်နိုင်တာကျွန်တော်မပေးဆက်နိုင်တဲ့အရာတွေအားလုံးကိုယေရှုခရစ်တော်ဘုရားကပေးဆက်ပေးသွားတယ်ယေရှုခရစ်တော်ဘုရားကကိုယ်စားခံသွားတယ်ယေရှုခရစ်တော်ဘုရားကိုယ်စားကျွန်တော်ရဲ့ကံကြွေးဝတ်ကြွေးအပြစ်ကြွေးတွေပေးဆက်သွားတယ်ဆိုတာကျွန်တော်ယုံကြည်တယ်ယုံကြည်သောကြောင့်ဒီဘုရားကိုကိုးကွယ်တာဖြစ်ပါတယ်ချစ်သောညီကောင်မောင်နှမတို့တခြားနော်ဗုဒ္ဓဘာသာဝင်ညီကောင်မောင်နှမတို့ကျွန်တော်ပြောချင်တယ်ကျွန်တော်တို့ကဗုဒ္ဓဘာသာနဲ့ခရစ်ယာန်ကိုပြောင်းတယ်ဗုဒ္ဓဘာသာနဲ့ယေရှုခရစ်တော်ဘုရားကိုကိုးကွယ်တယ်ဆိုတာကအနေချားချောင်လို့မဟုတ်ဘူးဖြစ်တယ်ဘာကြောင့်ဒီဘုရားကိုကိုးကွယ်တာလဲဆိုတော့နောင်တမန်တော်တို့အာမခံချက်ပေးတယ်တေပြီးကျွန်တော်အပြစ်စီရင်ခြင်းခံစရာမလိုဘူးတေပြီးကျွန်တော်ငရဲသွားစရာမလိုဘူးကျွန်တော်တို့လုပ်ခဲ့တဲ့အပြစ်ကြွေးတွေအားလုံးတွေသူသိခံပေးပြီးွားပြီအတွေ့တော်အဖြစ်အပြစ်ရှိသမျှကိုစေကြောပေးပြီးွားကျွန်တော်ကအဲ့ဒါကိုယုံတယ်ယုံတာဖြစ်တဲ့အတွက်ဒီဘုရားကိုကိုးကွယ်တာဖြစ်တယ်ခရစ်ယာန်စားဖြစ်တဲ့အခါမှာဒီကအခု online မှာပြောနေသလိုအနေစားချောင်းနေဆိုတာလုံးဝ100%တော့အမှားကြီးဖြစ်တယ်ကျွန်တော်ဖြတ်တန်းလာခဲ့တဲ့အခြေအနေကျွန်တော်ကောင်းကောင်းသိတယ်ယေရှုကိုစယုံတဲ့အခါမှာပတ်ဝန်းကျင်အား၎င်းမိသားစုကတော့၎င်းကျွန်တော်တို့ကိုပြစ်ပယ်ကြတယ်အမျိုးမျိုးဝေဖန်ကြတယ်အမျိုးမျိုးတိုက်ခိုက်ကြတယ်ကူညီနေတဲ့လူတွေတောင်မှမကူညီတော့ဘဲနဲ့မှလက်ရှောင်သွားတာတွေရှိတယ်ကျွန်တော်ဒုက္ခအရင်ရောက်ခဲ့တယ်ဒီယေရှုခရစ်တော်ပြောင်းစယုံတဲ့အခါမှာသူများပြောလို့ဒေါ်လာလည်းမရဘူးပတ်စံလည်းမရဘူးလစာလည်းမရဘူးစံလည်းမရဘူးစီလည်းမရဘူးနေစရာလည်းမရဘူးကျွန်တော်ဘာကြောင့်ယုံတာလဲဆိုတော့ဒီယေရှုခရစ်တော်ဘုရားသည်ကျွန်တော်နောင်တမလို့အတွက်အာမခံချက်ပေးတဲ့ဘုရားဖြစ်တယ်ဆိုတာကိုစိတ်နှလုံးထဲမှာယုံကြည်သောကြောင့်ဒီယေရှုကိုကိုးကွယ်တာဖြစ်တယ်ဒီယေရှုကိုယုံတာဖြစ်တယ်ဆိုတာကိုပြောခြင်းတယ်အဲ့တော့နောက်ဆုံးအားပေးခြင်းတာကယေရှုခရစ်တော်ဘုရားသည်လူတိုင်းကိုချစ်ပါတယ်အယုတ်အလက်အမျက်မရွေးဆင်းရဲချမ်းသာမရွေးအားလုံးကိုချစ်တဲ့ဘုရားဖြစ်တယ်အားလုံးကိုကယ်တင်ခြင်းတဲ့ဘုရားဖြစ်တယ်သူမှာဘာသာခွဲတာမရှိဘူးလူမျိုးခွဲတာမရှိဘူးဖြစ်တယ်လူတိုင်းကိုကယ်တဲ့ဘုရားဖြစ်တယ်ဆိုတာကိုဒီနေ့ကနေအားပေးခြင်းပါတယ်အရောက်တိုင်းဘုရားရှင်ကောင်းချီးပေးပါစေ